တို့ကိုကြည့်လိုက်ရင်တေမနတ်တိုင်းတောက်လေးရှိတဲ့ချီယာစိတ်တွေနဲ့တပုံစံတဲပါပဲပြောင်လက်ပြီးကြည်လင်နေတဲ့အစိလေးတွေစုနေသလိုပေါ့ဒါပေမဲ့အထင်မမှားလိုက်ပါအောင်သူတို့ကိုကြိုက်ကြည့်ရင်ဂျယ်လီသုံးလေးတွေလိုကျုံဆက်နိုင်ပြီးတုံတုံရင်ရင်ထွက်နေတာကိုခံစားရပါလိမ့်မယ်ဒါတွေဟာတကယ်တော့မျိုးအောင်ထားတဲ့ဖားဦးလေးတွေဖြစ်ပြီးအဲ့ဒီအထက်ကအမြဲဆက်လေးတစ်ဆက်ချင်းစီဟာအသက်တစ်ခုစတင်ဖို့စောင့်ဆိုင်နေကြတာပါသူတို့ကိုရေကန်ထဲထည့်ထားလိုက်မယ်ဆိုရင်ရက်အနေငယ်အတွင်းမှာပဲယာနဲ့ချီထောင်နဲ့ချီရဲ့ဖားလောင်လေးတွေထွက်လာပါလိမ့်မယ်ပထမအဦးဆုံးမှာတော့သူတို့ကရေငီးတွေကိုပဲစားကြပြီးအသားကိုတော့လုံးဝတို့မှာတော့မဟုတ်ပါဘူးဒါပေမဲ့တလက်လောက်ကြတဲ့အခါမှာတော့နောက်ခြေထောက်လေးတွေထွက်လာပြီး4စင်တီမီတာလောက်အထိရှည်လာပါတယ်ဒုတိယလရောက်ရင်တော့သူတို့ရဲ့အမြည်တွေပျောက်သွားပြီးတကယ်ဖားငယ်လေးတွေဖြစ်လာပါပြီဒါဟာတဘာဝလောကရဲ့စိတ်ဝင်စားစရာအကောင်းဆုံးပြောင်းလဲမှုတွေထဲကတစ်ခုပါပဲဒါပေမဲ့သတိပေးတစ်ခုကတော့တောထဲမှာဒီဥတွေကိုကျိုးတန်းရှည်ကြီးတွေလို့တွေးခဲ့ရင်တော့လုံးဝမထိပါနဲ့အဲ့ဒါတွေကဖားဥမဟုတ်ပဲဖားပြုတ်ဥတွေဖြစ်လို့ပါတစ်အိမ်နောက်ဖဲမှာဖားပြုတ်ကြီးတွေညံမပြည့်သွားစေချင်ရင်တော့သူတို့ကိုတွေ့တဲ့နေရာမှာပဲထားခဲ့လိုက်ပါတော့